စမိုင်းလိုမျိုးချမ်းသာကြွားနေလို့ခင်ပွန်ဟောင်းဖြိုးကြီးရဲ့ဇနီးကိုခေါင်းထဲမထည့်ကြောင်ပြောလာတဲ့ဆိုမျက်နှာတောင်ပရိသတ်များလုံးမင်္ဂလာပါရှင့်ရက်ကွက်မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လူတွေကပုံနှိပ်တိုင်းမှာလောက်ကစင်ရဲမွဲတည်နေရထင်နေကြပေမယ့်အမေရိကန်နိုင်ငံမှာကြီးတဲ့ချမ်းသာကြွားနေတဲ့ဘဝကိုပိုင်ဆိုင်ထားကြောင်ကြွားလုံးထုတ်လာတာကတော့တရုတ်ဆောင်မင်းသမီးဆိုမျက်နှာတာပါဒီမတိုင်ခင်မှာတော့ဆိုမျက်နှာတာတယောက်အမေရိကန်နိုင်ငံမှာပုံနှိပ်တိုင်းဆက်ရုံအလုပ်သမားဖြစ်နေရဆိုပြီးသတင်းတွေထွက်နေကြတာဖြစ်ပါတယ်ဒီလိုသတင်းထွက်နေရကလည်းဆိုမျက်နှာရဲ့အမအရင်ဖြစ်သူစိုးမြတ်သူစာကြောင်းဖြစ်ပါတယ်။စိုးမြတ်နန္ဒာကအလုံးသိထားကြတဲ့အတိုင်းအဆိုတော်အဖြိုးကြီးနဲ့အိမ်ထောင်ခွဲပြီးတရုတ်ဆောင်မင်းသားစိုးသူနဲ့အကြောင်းပါခဲ့ရဖြစ်ပါတယ်။စိုးသူကအမေရိကန်နိုင်ငံသားဖြစ်နေရကြောင်းစိုးမြတ်နန္ဒာကတားလေးမြတ်တော်မောင်ကိုအမေရိကန်နိုင်ငံမှာကြောင်းထားရင်းနဲ့သူမပါလိုက်ပြီးတော့နေထိုင်နေခဲ့ရပါဒီလိုမျိုးအမေရိကန်နိုင်ငံမှာစိုးမြတ်နန္ဒာနေထိုင်နေရကြောင်းလေအမဖြစ်သူစိုးမြတ်သူစာကအမေရိကန်နိုင်ငံကိုမကြာခဏသွားရောက်လဲပတ်လိရှိပါတယ်တရုတ်ဆောင်မင်းသမီးဆိုမြတ်သူစာတယောက်အမေရိကန်နိုင်ငံမှာရှိတဲ့ညီမဖြစ်သူဆိုမြတ်နန္ဒာနဲ့တူဖြစ်သူမြတ်တော်မောင်စီကိုအလဲပတ်သွားပြီးအပြန်လာမှာမီဒီယာအင်တာဗျူးမှာတော့ဆိုမြတ်နန္ဒာကအမေရိကန်နိုင်ငံမှာအလုံးမရှိရင်မနေတတ်တာကြောင့်ပုံနှိပ်တိုက်ဆက်ရုံတစ်ခုမှာဆက်ရုံအလုပ်သမားအဖြစ်လုပ်ကိုင်နေကြောင်းပြောခဲ့ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကဆိုမြတ်နန္ဒာဟာမြန်မာနိုင်ငံမှာထိပ်တန်းတရုတ်ဆောင်မင်းသမီးဖြစ်ခဲ့ပေမယ့်အမေရိကန်နိုင်ငံမှာဆက်ရုံအလုပ်သမားအဖြစ်ပင်ပန်းလုပ်နေရတဲ့ပုံမှာတနာကိယနာတက်ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုကမှတော့တရုတ်ဆောင်မင်းသမီးဆိုမြတ်နန္ဒာကလူတွေထင်နေကြသလိုသူမကအမေရိကန်နိုင်ငံမှာဆင်းရဲနေရမဟုတ်ကြောင်းဗီဒီယိုဖိုင်လေးတစ်ဖိုင်နဲ့သက်သေပြလာခဲ့တာဖြစ်ပါတယ်။ဆိုမြတ်နန္ဒာကအင်တာနက်ပေါ်မှာမျှဝေခဲ့တဲ့ဗီဒီယိုဖိုင်မှာတော့သူမနဲ့တူခင်ပွန်းတဲ့ဆိုသူတားလေးမြတ်တော်မောင်တို့နေထိုင်နေတဲ့အိမ်ကဒေါ်လာတန်းချီတန်နဲ့အစင်းမြင့်အိမ်ကြီးကိုကြွားပြခဲ့ရပဲဖြစ်ပါတယ်။ဆိုမြတ်နန္ဒာတို့အိမ်ကြီးကတကယ်ကိုခမ်းနားလွန်းတာကြောင့်လေလူတွေကအံ့အားသင့်ခဲ့ရတာပါ။အစောပိုင်းမှာတော့ဆိုမြတ်သူစာကညီမဖြစ်သူဆိုမြတ်နန္ဒာနဲ့စက်ရုံအလုပ်သမားလုပ်နေရဆိုပြီးတော့လူတွေကစင်စင်ရဲရဲချွတ်ချွတ်တက်တက်ရှိနေရလို့ထင်ခဲ့ကြတာပါ။အခုတော့ဆိုမြတ်နန္ဒာကသူမရဲ့ချမ်းသာကြွယ်ဝမှုနဲ့အတူအမေရိကန်နိုင်ငံမှာဘယ်လိုမျိုးနေထိုင်နေရသလဲဆိုတာကိုချပြပြီးတော့ငကားမှန်းသိအောင်အမောက်ထောင်ပြလိုက်တာဖြစ်ပါတယ်။ဆိုမြတ်နန္ဒာတယောက်ဒီလိုမျိုးသူမရဲ့ပိုင်ဆိုင်မှုတွေကိုကြွားလုံးထုတ်ရတာကလည်းအကြောင်းရင်းတစ်ခုရှိပါတယ်။အဲ့ဒါကလူတွေဟာဆိုမြတ်နန္ဒာကိုသူမရဲ့ခင်ပွန်ဟောင်းဖြိုးကြီးလက်ထပ်လိုက်တဲ့ဇနီးတဲ့နဲ့နှိုင်းယှဉ်နေကြတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းအခုရပိုင်းနေမှာတော့ဆိုမြတ်နန္ဒာရဲ့တစ်ချိန်ကခင်ပွန်ဟောင်းဖြိုးကြီးကရှမ်းစော်ဘွားနယ်တထေးမကြီးတယောက်နဲ့လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။လူတော်တော်များများကတော့ဆိုမြတ်နန္ဒာကစိုးသူနဲ့လက်ထပ်ပြီးစက်ရုံမှာအလုံးလုံးနေရချိန်ဖြိုးကြီးကတော့စိန်စိန်တထေးမကြီးကိုပိုင်ဆိုင်နိုင်ခဲ့တယ်ဆိုပြီးပြောကြပါတယ်။ဒါကြောင့်လဲဆိုမြတ်နန္ဒာကခင်ပွန်းတဲ့အမေရိကန်နိုင်ငံမှာဆရာဝန်ကြီးဖြစ်တဲ့စိုးသူရဲ့တန်ဖိုးကြီးအိမ်ကိုချပြပြီးတော့သူမရဲ့ကြွယ်ဝချမ်းသာမှုတွေကိုချပြလိုက်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောသူမရဲ့ပိုင်ဆိုင်မှုတွေကိုချပြလာတဲ့ဆိုမြတ်နန္ဒာပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။